အခုကျွန်တော်တို့ထပ်ပြီးဆိုမဲ့တခြင်းတစ်ပုဒ်ကိုတော့ဒီကကျွန်တော်အမျိုးတွေရောကျွန်တော်တို့ရဲ့ပရိသတ်တွေရောသိကြမှာမဟုတ်ပါဘူးဒီတခြင်းအစ်စ်တစ်ပုဒ်ဖြစ်ပါတယ်ဒီတခြင်းလေးကိုကွယ်လွန်သွားတဲ့တရေးဆရာထူးအိမ်သင်ကျွန်တော်တို့ဆိုလို့ရေးစားထားပြီးတဲ့တခြင်းတစ်ပုဒ်ဖြစ်ပါတယ်ဒီတခြင်းလေးကိုကျွန်တော်တို့ဦးဖြားဖြားဆိုပြကြမှာလဲSemurene guadiga Non ci dare ce ne don't know ba A compano da cimita Tin tin ci zando na gamya Nyumpinya ye chin chin dia Jine la pa ni ye dreshi omla Nyumpinya ye chin chin dia Body